ချိန်ဆတာနဲ့ကျောင်းသားတွေဟာနေရာအနှံ့ကိုစတင်ရှာဖွေပါတော့တယ်။အမှုပညာပြခန်းမှာရှိတဲ့ယူမီကိုအရင်ဆုံးစစ်ဆေးပေမဲ့ဘာမှမတွေ့ခဲ့ပါဘူး။ကစားကွင်းဘက်ကိုလည်းရောက်လာကြပေမဲ့အာကီယာမာရဲ့ရုပ်ဖြတ်မှုကကောင်းလွန်းနေတယ်လို့ဂိုဒေါင်ထဲကအိုကာဘူးကိုလည်းရှာမတွေ့ပဲပြန်ထွက်သွားကြပါတယ်။ထူးထူးခြားခြားပဲမာစုအိုရဲ့ငါးကန်ထဲကပုံရှုံးမှုကလည်းအောင်မြင်နေပါတယ်။ဘယ်သူမှငါးကန်ထဲမှာလူပုံနေမယ်လို့မထင်ထားကြပါဘူး။မကြခင်မှာပဲမာစုရှိမှာပုံနေတဲ့ဗီယိုနာကိုရောက်လာပေမဲ့ရှာဖွေသူတွေဟာဘာပြဿနာမှမတွေ့ပဲကြောသွားခဲ့ပါတယ်။ဒါပေမဲ့ကီကူတာကတော့ကံမကောင်းခဲ့ပါဘူး။သူ့ရဲ့ပုံအောင်တဲ့နေရာကရိုးရှင်းလွန်ပြီးနေရံမှာပါတဲ့အပေါက်ကတိတာနေတာကြောင့်ပထမဆုံးအထုတ်ခံလိုက်ရတဲ့ကစားသမားဖြစ်သွားပါတယ်။မကြခင်မှာပဲကစားကွင်းထဲကအာကီယာမာလည်းအဖမ်းခံလိုက်ရပါတယ်။သူ့ရဲ့ဖနက်ကတေချာဖုံးမထားမိတာကြောင့်လူမိသွားတာပါ။အခုဆိုကစားသမား9ယောက်ပဲကျန်ပါတော့တယ်။ရှာဖွေသူတွေပို့ပြီးအနုစိတ်လာတဲ့အချိန်မှာမိန်းကလေး3ယောက်ဟာမာစုအိုရှိတဲ့ငါးကန်ရှိမှရက်လိုက်ပါတယ်။လူမိပြီလို့ထင်ရပေမဲ့သူတို့ကငါးလေးတွေကိုပဲကြည့်နေကြတာပါ။ဒါပေမဲ့မကြခင်မှာပဲတစ်ငုတ်တူအောက်မှာပုံနေတဲ့မာရာပူဂျီကိုတော့သူတို့တွေ့ရှိသွားပြီးဖမ်းဆီးလိုက်ပါတယ်။ဗီဒီယိုထဲကမာစုရှိမှလည်းအန်ရီယန်နဲ့ရင်ဆိုင်နေရပါတယ်။အရင်ကရှိတဲ့ကလပ်ထိုင်ပြောင်းနေတာကိုတတိထားမိသွားတဲ့မိန်းကလေးတွေဟာဗီဒီယိုကိုအသေးချာရှာဖွေရာကနေမာစုရှိမှလည်းပြုတ်သွားခဲ့ပါတယ်။ကြန့်ရှိတဲ့3ယောက်ထဲမှာမာစုအိုနဲ့ယူမီကိုတို့အခြေအနေကောင်းနေပေမဲ့ဂိုဒေါင်ထဲကအိုကာဘူးကတော့စိုးရိမ်နေရပါတယ်။ရှာဖွေသူတွေဟာတမျက်စီးတွေတူနေတာကိုတတိထားမိပြီးဆွဲထုတ်လိုက်တဲ့အခါအိုကာဘူးလည်းမိသွားပါတော့တယ်။ယူမီကိုပုံနေတဲ့တိုင်ကိုလည်းចောင်းသားတွေတတိထားမိသွားပါတယ်။တိုင်ကိုခောက်ကြည့်တဲ့အခါအတန်ကထူးခြားနေပေမဲ့ဖွင့်နည်းကိုမသိတာကြောင့်ပြန်ထွက်သွားကြပါတယ်။ဒါပေမဲ့မိနစ်အနည်းငယ်အကြာမှာတော့ရန်ရကိုတီးတဲ့သူတယောက်ရောက်လာပြီးယူမီကိုဖမ်းလိုက်နိုင်ပါတယ်။နောက်ဆုံးမှာတော့မာစုအိုတယောက်တည်းပဲကျန်ပါတော့တယ်။ရေရဲ့အလင်းရိုင်မှုကြောင့်သူ့မျက်နှာကိုတေချာမမြင်ရပဲဖြစ်နေတာပါ။ပွဲပြီးတဲ့အထိဘယ်သူမှသူ့ကိုရှာမတွေ့ခဲ့တာကြောင့်မာစုအိုဟာဒေါ်လာ1 သန်းစုကြေးကိုစုခူးသွားနိုင်ခဲ့ပါတယ်